ကဘာပေါ်မှာအမျိုးသားကပြုတ်ပြောက်ထဲကြံခဲ့ပြီးအားလုံးကအမျိုးသမီးတွေပဲဆိုရင်ဒီမှာလုံးမလဲတွေးကြည့်ရင်တော့ရင်ခုန်စရာကောင်းမဲ့ထင်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီတူဦးတဲ့သောအမျိုးသားဟာတော်တော်လေးကိုခက်ခဲရုန်းကန်ခဲ့ရပါတယ်ဒီကြောင့်ကို2021ခုနှစ်ကဇလန်ထွက်ရှိလာပြီးအတော်လေးလူကြိုက်များပြီးအောင်မြင်ခဲ့တဲ့ဇလန်မှာဇလန်နာမည်က Dollars Man ပါမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်ဖန်တီးထားပြီးဇက်ရှိန်ပြင်းပြင်းနဲ့ရေကူးထားတာပါဒါဆိုရင်ဒီဇလန်ကိုကြည့်ရအောင်နော်လူသားမျိုးတွေဟာပုံမှန်အတိုင်းပဲအေးအေးဆေးဆေးနေထိုင်နေကြပါတယ်အင်ဖြူတော်ထဲမှာနိုင်ငံရေးကိစ္စကြီးတွေကိုဖြေရှင်းနေကြချိန်မှာအပြင်လောကကတာမန်လူတွေကတော့သူတို့ရဲ့မနှက်ဖြန်အတွက်အစီအစဉ်တွေဆွဲနေကြတာပေါ့သူတို့ရှေ့မှာဘလို့အပြောင်းလဲကြီးတွေစောက်ကြုံနေလဲဆိုတာဘယ်သူမှမသိကြဘူးဒါပေမဲ့တမနက်မှာပဲအရာအားလုံးပြောင်းလဲသွားပါတယ်အကြောင်းရင်းမသိပဲကဘာပေါ်မှာရှိတဲ့ Y chromosome ပါတဲ့တတဝါတွေအကောင်တီးတီးလေးတွေကစားလူအစုံရုတ်တရက်သွေးအန်ပြီးတည်ဆုံးကုန်ပါတယ်တည်ဆုံးသွားတဲ့သူတွေထဲမှာနိုင်ငံတော်သမ္မတလည်းပါဝင်ခဲ့ပါတယ်။အော်စရာကောင်းတာကအသက်ရှင်ကြံရစ်သူနှစ်ယောက်ရှိနေခဲ့တာပါပဲ။တယောက်ကတော့အရေးချင်းသိမ့်မရှိတဲ့မျက်လက်စရာလေး Rorik Brown ဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့သူ့ရဲ့မြောက်ကလေး Amber Samba ဒီကပ်ပေးကြီးကြောင့်နိုင်ငံမှာခေါင်းဆောင်မဲ့သွားပြီးစူပူမှုတွေဖြစ်လာပါတယ်။အထက်လွှတ်တော်အမတ် Jennifer Brown ကခေါင်းဆောင်မှုပိုင်းကိုလွှဲပြောင်းယူရပါတယ်။ဒါပေမဲ့အစိုးရအဖွဲ့ထဲမှာလည်းနှစ်ပတ်အတွင်းစားနှဲရိတ်ခါနဲ့တက်ရှင်တဲ့ရေပြက်လက်တော့မယ်ဆိုတာကိုသိနေကြလို့တင်းမာမှုတွေဖြစ်နေပါတယ်။ဂျန်နီဖာကအင်ဂျင်ဆာရာကိုဆစ်လို့ပြီးတော့ပျောက်ဆုံးနေတဲ့သူမရဲ့သားသမီးတွေကိုရှာခိုင်းပါတယ်။ဆာရာကသူမကိုပေးထားတဲ့တာဝန်အသစ်အကြောင်းညွန်ကြားချက်အပြည့်စုံမရခင်မှာပဲဒီတာဝန်ကိုစတင်ခဲ့ရတာပါ။ရိုရစ်ဟာသူ့ရဲ့တိတ်ခမ်းထဲမှာပဲပုံနေပါတယ်။ဒါပေမဲ့စားစရာပြက်လက်လာတဲ့အတွက်သူ့ချစ်သူဘတ်စီစာတစောင်ထားခဲ့ပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။ဒီချိန်မှာပဲဆာရာကရိုရစ်ကိုရှာတက်သွားပြီးသူ့အမေစီခေါ်ဆောင်သွားပါတယ်။သမ္မတဂျန်နီဖာကသူမရဲ့သားအသက်ရှင်နေတာကိုရိုဝတ်ထားဖို့ဆုံးဖြတ်ပါတယ်။ဘာကြောင့်လဲဆိုတော့တခြားလူတွေသိသွားရင်ဒါဟာနိုင်ငံတော်သမ္မတကြီးကိုပူးပေါင်းကြံစည်မှုလို့ထင်ပြီးပို့ပြီးစူပူလာမှာဆိုလို့ပါ။ဂျန်နီဖာကမျိုးဗီဇပညာရှင်အလီဆန်မန်ကိုသူ့သားနဲ့မြောက်ကလေးကဘာကြောင့်အသက်ရှင်ကျန်နေခဲ့တာလဲဆိုတာကိုစစ်စစ်ခိုင်းပါတော့တယ်။အလီဆန်ကလည်းရိုရစ်နဲ့မြောက်ကလေးဘာကြောင့်အသက်ရှင်နေလဲဆိုတာကိုသိဖို့အတွက်ဆန်ဖရန်စစ္စကိုကတက်ခွဲခန်းကိုသွားဖို့အကြံပေးပါတယ်။ဒါကြောင့်ပဲဆာရာရိုရစ်နဲ့အလီဆန်တို့၃ယောက်ဟာရိုဝက်ခီထွက်ခဲ့ကြပါတယ်။လန်ခီမှာဆာရာကသူမရဲ့အထက်လူကြီးတွေနဲ့အဆက်အသွယ်ဖြစ်ဖို့အချက်ပြစနစ်ကိုတမင်ဖျက်ဆီးလိုက်ပြီးရေဒီယိုပြတ်နေတယ်လို့လိန်ပြောခဲ့ပြီးတော့ရိုဝက်စာဆက်လက်ထွက်ခွာခဲ့ကြပါတယ်။တစ်ဖက်မှာလည်းရိုရစ်ရဲ့အမဟီရိုဟာသူမရဲ့တငယ်ချင်းတွေနဲ့အတူပုံအောင်နေပါတယ်။နောက်ပိုင်းမှာသူမဟာရိုဆန်ဦးဆောင်တဲ့အမေဆုံးဆိုတဲ့အမျိုးသမီးအဖွဲ့နဲ့ကြုံတွေ့ရပါတယ်။ရိုစင်ဟာအစိုးရအမျိုးသမီးအဖွဲ့ကိုတည်ထောင်ထားပြီးအမျိုးသားတွေရဲ့အကျဉ်းချမှန်သမျှကိုဖျက်ဆီးဖို့မိုင်းတိုက်ပါတယ်။သူမကသူကိုယ်တိုင်ရဲမေတယောက်ဖြစ်ခဲ့တာကိုဖုံးကွယ်ထားပြီးအမှန်တရားဘက်တော်သားလို့ဟန်ဆောင်ထားတာပါ။နိုရာဆိုတဲ့အမျိုးသမီးဟာသူမရဲ့သမီးလေးနဲ့အတူအမေဇုံအဖွဲ့တဲကိုခိုလုံဖို့ရောက်လာပါတယ်။နိုရာဟာညံကောင်းသူဖြစ်လို့ရိုစင်ရဲ့လိမ်လည်မှုတွေကိုတစားနဲ့သိရှိလာပါတယ်။နိုရာဟာရိုဆန်ရဲ့နေရာကိုလိုချင်တဲ့အတွက် Roxin ကိုတက်လိုက်ပြီးအဖွဲ့ကိုသူမကိုယ်တိုင်စတင်ထိန်းချုပ်ခဲ့ပါတယ်။သူမကအမျိုးသမီးတွေကိုပို့ပြီးပြင်းထန်တဲ့စစ်တင်တန်းတွေပေးခဲ့ပါတယ်။ဒီလိုတွေရှုပ်ထွေးနေချိန်မှာပဲအင်ဖြူတော်မှာလည်းတင်းမာမှုတွေအထွတ်အထိပ်ရောက်လာပါတယ်။ဂျန်နီဖာကိုစန့်ကျင်တဲ့အဖွဲ့တွေကအင်ဖြူတော်ကိုပုံခွဲတိုက်ခိုက်ပါတယ်။ဂျန်နီဖာဟာထွက်ပြေးရပြီးနောက်ဆုံးမှာသူမရဲ့သားသမီးတွေအသက်ရှင်နေသေးတယ်ဆိုတာကိုသိသွားပါတယ်။ရိုရစ်တို့ခိုလုံနေတဲ့ရွာကိုအမေဇုံအဖွဲ့ကစီးနင်းပါတယ်။ဒီတိုက်ပွဲမှာရိုရစ်နဲ့သူ့မဟီရိုပြန်ဆောင်ကြပေမဲ့နားလည်မှုလွဲပြီးတိုက်ခိုက်ကြပါတယ်။တန်ရာရနေတဲ့ဟီရိုကရိုရစ်ကိုအမြန်ပြေးဖို့တတိပေးခဲ့ပါတယ်။ဆာရာကရိုရစ်ကိုလွတ်လပ်ခွင့်ပေးခဲ့ပေမဲ့ရိုရစ်ကသူမနဲ့အတူဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ဟာဆန်ဖရန်စစ္စကိုကိုဆက်လက်ထွက်ခွာသွားကြပါတယ်။ဗီဒီယိုနောက်ဆုံးမှာဂျန်နီဖာတို့အဖွဲ့ဟာရိုဝက်အဖွဲ့အစည်းတစ်ခုရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတော့ဇလန်ကဗဟေတိတွေနဲ့ပြီးဆုံးသွားပါတယ်။ဒီဇလန်ကထူးဆန်းတယ်လို့တွေးစရာတွေလည်းအများကြီးပါ။တကယ်လက်တွေ့မှာဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ။ပရိသတ်တို့ရဲ့အကြံဉာဏ်လေးတွေကိုလည်းမျှဝေပေးကြပါဦးနော်။